12နာရီမှာစားတဲ့ကြံခဲ့ပါတယ် We were barefoot kids on golden sands, chasing dreams with tiny hands, coconut trees and laughter in the breeze. You were the sun and I was the sea, fishing boats and firefly nights, telling stories by candlelight. From schoolyard games to stolen glances, we never knew we'd take those chances. အားလုံးပဲမင်္ဂလာပါဂျီမီကျူကနေပြန်လဲကြိုဆိုပါရစေအခုကတော့ကျွန်တော်တို့ကော်ဖငန်းနဲ့ကော့စမွေသွားပြီးတော့ပါတီရေးသွားမယ်နိုင်အောက်တွေထွက်မယ်အဓိကတော့ကျွန်တော်ကောင်မလေးမွေးနေ့အတွက်ဒီခီးစဉ်ကိုစီစဉ်လိုက်တာပဲဖြစ်ပါတယ် We were barefoot kids on golden sands, chasing dreams with tiny hands, coconut trees and laughter in the breeze. You were the sun. ကျွန်တော်ဖူကတ်ကနေကော့စမွေဆိုလို့ရှိရင်ကျွန်တော်တို့ကားနဲ့၄နာရီကော့စမွေမဟုတ်ဘူးနော်ဒီစူရတ်ဌာနီကဒုံဆက်ခီယာဆိုကျွန်တော်၄နာရီကားမောင်းရမှာဖြစ်ပါတယ်ဖူကတ်ကနေအဲဒုံဆက်ရောက်လို့ရှိရင်ကျွန်တော်တို့ ferry နောက်တစ်ဆင့်ထပ်စီရအောင် ferry စီးလို့ရှိရင်တော့1နာရီနဲ့မိနစ်30လောက်ဆိုရင်စုစုပေါင်း9နာရီနဲ့6နာရီလောက်ကြာနိုင်တာပေါ့ကိုကသွားမယ်ဆိုလို့ရှိရင်ကိုကဘတ်ကားနဲ့သွားမယ်ဆိုလို့ရှိရင်တော့အချိန်ကိုကြိုတင်စီစဉ်ရမှာပေါ့ဘယ်ချိန်ဘတ်ကားရောက်မှလဲ ferry ဘယ်ချိန်ရှိလဲဆိုတာferry ကကြတော့လူတွေအတွက်ကတော့ကိစ္စမရှိဘူးကားပါတယ်ဆိုလို့ရှိရင်တော့ကြိုတင်စီစဉ်ရလို့တွေ့ရတယ် ferry ကကြတော့တနင်္လာချားတစ်စီးရှိရတဲ့အတွက်ပြဿနာမရှိဘူးတယောက်တည်းသွားမယ်သူတွေဒီတိုင်းရိုးရိုး public transportation နဲ့သွားမယ်ကိုကကားယူရမယ်သူတွေကကြတော့ဒီချာချာ website မှာကျွန်တော်ဘယ်ချိန်သွားလဲဘယ်ချိန်ရောက်နိုင်လဲဒီချာချာစစ်ဆေးရမယ် okay အဲ့ information လေးတောင်းဝင်မယ်လို့ပြောလိုက်ပါတယ် ကျွန်တော်တို့ခီးတစ်ဝက်မှာ 7-Eleven ဝယ်ပြီးတော့လိုအပ်တာလေးထပ်ဝယ်ခဲ့ပါသေးတယ် ဖူကတ်ကနေကျွန်တော်တို့ဒွန်ဆက်ပြအောင်၄နာရီမောင်းပါတယ်ဆိုလို့ရှိရင်ရောက်တော့ပါမယ် A love that started quietly. okay ကျွန်တော်ဒီမှာကားရက်ပြီးတော့နေ့လည်စာစားမှာဖြစ်ပါတယ်ဝါဒီတွေစောက်ရမ်းတန်တယ်ရှိုးလိုက်ဒီမှာရှိုးလိုက်ဒါလုံးဝ local ဈေးနှုန်းလေဒီမှာစားနော် location ကိုကျွန်တော် comment မှာချထားပေးမယ်ဒီလေးပဲ ferry နဲ့အဲ့တော့ ferry စောင့်နေတဲ့ bike ဆိုင်တွေမှာကျုံလို့ရတယ် တစ်ဖွဲ့လုံးကပါလဲထမင်းနဲ့ရေပဲ ကျွန်တော်တို့ဒီဟာလေးရလို့ရှိရင်အထဲမှာကျွန်တော်တို့ကားပါဝင်သွားရမှာဖြစ်ပါတယ်ကားပါကျွန်တော်တို့ ferry board တင်သွားမယ်Cosmo ကိုကားယူရမယ်ဆိုလို့ရှိရင်တော့ online နေ booking ကြိုတင်လို့အကြံပေးပြရစီဒါကတော့ကျွန်တော် prepaid မလို့လည်းကိုဝင်ရတယ် prepaid မလို့ရှိရင်ဟိုအပြင်ကနေကျွန်တော်တို့တော်တော်ဝေးစောင်းအောင်ပါဒီ online နေ booking လုပ်ထားယူဆိုလို့ရှိရင်ကျွန်တော်တို့ booking slip ပြလိုက်တာနဲ့ဒါရပါမှာဖြစ်ပါတယ်အဲဆိုလို့ရှိရင်ဒီမှာထပ်ဆောင်ပါ okay ဒါကျွန်တော် ticket ဝယ်ထားလို့ရှိရင်ဒါလေးရရင် Okay. တော်လေးရပါပြီ။ဆောင်းတော့ဒီ ferry ပေါ်မှာကားတင်လာလို့ရှိရင်တော့ ferry ဘောဆင်းဒီလိုမြင်ဝင်မြင်ရပါပဲ။ဒီလိုမြင်ဝင်ရပါဘူးကျွန်တော်မှတ်မိစေလဲဆို။ငယ်တော့ကြည့်ခဲ့တဲ့ Titanic ကားစောင့်နေကြတယ်တတိယဆယ် Sailing on forever streets, high perfume. Now we watch the sunsets in Phuket sky, still holding hands like the very first. Okay ကျွန်တော်တို့ ferry ဘောပေါ်ရောက်ပါပြီ။အပေါ်ဆုံးထဲမှာလာထိုင်နေတာအောက်ထပ်မှာတော့ aircon ပါတယ်။ဒီကနေ AC တူကလေးကြည့်ဖို့ Welcome to Hong Kong Way. Bye có tụi mình cho ra ba đi. Bye. yeah this is the 3 o'clock ကားယူလာတယ်ဆိုတော့ဒီမှာကားနဲ့တယောက်လိုက်နေရတယ်ဆိုတော့ဒီတိုင်း AC ကျန်တဲ့လူတွေကတော့အပေါ်ကနေပဲ land shot ဆင်းရတယ်ကားနဲ့တူသွားလို့မရဘူး Let's go guys ကော့စမွေပါ PUBG ဆော်ရမြေပုံတော့မဟုတ်ပါဘူးဒီကျွန်းပေါ်မှာကျွန်တော်တို့ shop လက်ကြမယ်သူကစောက်ရမ်းမိုက်ရရှိုးလိုက် Wow I love it. sunset ဒီဘက်ကမိုက်မှာပေါ့ငါတို့ hotel ဟိုဘက်ကိုနာယူရလောက်ကြာ Okay check in ကိုကောင်းမှမရှိဘူး property နဲ့ direct contact လုပ်ရတယ်ကြာကြီးစောင့်နေရထုတ်တင်နဲ့တနားရကောင်းဟိုမှာထုတ်တယ်ကြောက်တနားရပြလာ
ကျွန်တော်တို့ပထမဆုံးဟိုတယ်ကိုရောက်လာခဲ့ပါတယ်โอเคကျွန်တော်ရောက်ပါပြီ family ခန်းလေးယူထားပါတယ်ဆိုပါအကုန်ပါတယ် Airbnb လိုမျိုးဆိုတော့ကျွန်တော်တို့သွားခဲ့တဲ့ချိန်ကပန်းလေးပွင့်ပြီးတော့ဟိုတယ်မြင်ကွင်းရှိမှာတော့တော်တော်လေးလှပါတယ်ဒါပေမဲ့လေကတက်ရတော့လည်းမော်တယ်ပေါ့နော်တယ်လီကတော့မရှိဘူးဒီကြောက်တော့ဘာလုပ်နေရ ဒီလိုနဲ့ညကင်းရောက်လာတဲ့အချိန်မှာတော့ကျွန်တော်တို့ဟိုတယ်နားမှာရှိတဲ့ဈေးတန်းလေးမှာပဲညသာစားခဲ့ပါတယ်ဒီဆိုင်မှာတော့ငါးကင်းအနေနဲ့အကင်မျိုးစုံရတာဖြစ်တဲ့အတွက်ကျွန်တော်တို့အဆိုင်မှာစားကိုဆုံးဖြတ်ခဲ့ပါတယ်ညသာစားပြီးတဲ့အချိန်မှာတော့ကျွန်တော်တို့ Fisherman Village ဆိုတဲ့ကျွန်တော်တို့ The Walking Street ကိုလမ်းလျှောက်သွားတာဖြစ်ပါတယ်အမှားတော့ကျွန်တော်ည10 နာရီမထုတ်ခင်သွားတော့ကြံပြပါတယ် ကဲမိုင်းမယ် ကျွန်တော်တို့ကောင်မလေး3ယောက်ကိုနောက်မှထားခဲ့တာသူတို့လမ်းမှာတွေ့ကြတဲ့ဘဲတွေအကြောင်းပြောပါတယ်ဒီမှာကြည့်ပါဦး Oops sorry Oops sorry ကျွန်တော်တို့ပြောစရာကောင်းတဲ့ညတညကိုပေါ့ပေါ့ပါပဲစားပြီးတော့ဖြတ်တန်းပြီးတော့ဗောနော်ကျွန်တော်တို့ Arc Bar ရှိကိုဆက်လက်ပြီးတော့ခီ Arc Bar ဆိုတာကျွန်တော်တို့ဒီ Cosmo ရောက်လို့ရှိရင်မဖြစ်မနေသွားတင်တဲ့ဘာတစ်ခုပါတယ်ဗောနော်အကယ်၍ညဘက် night light ကိုကြိုက်တယ်ဆိုလို့ရှိရင်ဒါပေမဲ့ Arc Bar အရင်စီကြည့်တဲ့ထဲမှာမပါဘူးဒါပေမဲ့ enjoy လုပ်လို့ရတယ်ပြီးလို့ရှိရင် this and party vibe လေးညဘက်မီကာလေးတွေ့ရမှာဖြစ်လုံးနေနဲ့လိုက်ခဲ့ကြမမြောက်မမြင်ဘူးလို့ ကျွန် မြော တော် က် တို့ နေ ခီး ကြ သွားတဲ့ရည်ရွယ်ချက်ကလည်းမမြင်ဘူးတာတွေမြင်ဖို့အတွေ့အကြုံသစ်တွေရဖို့ပြီးလို့ရှိရင်မတူညီတဲ့ကာချာတွေကျွန်တော်ခန်းစားဖို့ခီးသွားတာဖြစ်ပါတယ် မချင်ညဘက်ဝီတော့ပြီးတော့ ဒီလိုနဲ့ပျော်စရာကောင်းစွာနဲ့ပဲညတညဟာအကုန်ဆုံးခဲ့ပါတယ်ကျွန်တော်တို့အဲ့ရနိုးတဲ့ချိန်ကနေတော့စောင်းနေပြီအဲ့ဒါနဲ့ပဲကျွန်တော်တို့ဒီ Cosmo မှာရှိတဲ့ Central စမွေကိုတွားပြီးတော့လိုအပ်တာလေးတွေဝယ်ပြီးတော့ကျွန်တော်တို့ကန်ချီတစ်ခုမှာအချိန်တွားကုန်ဆုံးခဲ့ပါသေးတယ်ဒါကတော့မှတ်မှတ်ရရအဲ့ဒါတက်ပြီးတော့အလန်းမိလာတဲ့အတွက်ခဏစစ်စစ်ခံနေရတာပဲဖြစ်ပါတယ်ဒီကကျွန်တော်တို့ကန်ချီရောက်ပြီးတော့ကျွန်တော်2နာရီ3နာရီလောက်အချိန်ဘယ်လိုကုန်လုံးကုန်မှမသိအောင်ကုန်ဆုံးခဲ့ပါတယ်တကယ်ချင်းနဲ့စကားတွေပြောပြီးတော့အေးစစ်စစ်ကြိုက်လို့ရှိရင်မိုက်တယ်ဒီမှာရှီရလည်း share ကြည့်ရနော် share ပဲဟိုဘက်ကျွန်လမ်းလျှောက်သွားလို့ရတယ်ဗျာအဲ့ဒါနေဟိုဘက်ကျွန်ရေရတယ်ရညဘက်တွေကျွန်တော်ပါတီတွေတွားယူရတာခါကြလို့ရှိရင်ကျွန်တော်ကန်ချီမှာအေးစစ်စစ်အုံသီးနုတစ်လုံးနဲ့ trying to chow နဲ့ပြောနေရမျိုး hand mod လေးပေါ်မှာအနားယူရတာကျွန်တော်တို့ကတော့မဟာပျော်ရွှင်မှုလို့တော့ပြောလို့ရတာပေါ့နော် ဒါဘလူးဗီဒီယိုလို့ခေါ်လဲဆိုတော့ဒီချာဗီဒီယို တခြားလူတွေတွေ့တော့ပြင်းစရာကောင်းခြင်းကောင်းတယ်လေမယ်ဒါပေမဲ့ကျွန်တော်တွေ့တော့ကျွန်တော်ကန်ချီမှာနေရတာပြောတယ်ဒီလိုမျိုးလေးဖြတ်တန်းရတာကျွန်တော်ပြောတယ်ပေါ့နော် အားလုံးမင်္ဂလာအခုကတော့အတေးပြောင်းနေပါတော့ ညဘက်ရောက်တော့ကျွန်တော်ကောက်မလေးမွေးနေမှာသူကတော့အလှတွေပြင်းပြီးတော့ကျွန်တော်တို့ရှိကူးပြီးတော့ပြန်တက်လာခဲ့ပါတယ်သူမွေးနေတော့ကျွန်တော်ချီဆိုတဲ့ restaurant မှာတော်တော်လှထားတာပြီးတော့ကျွန်တော်သူ့အတွက်မွေးနေ Happy birthday Thank you Wow that look good yeah ကျွန်တော်ညသာစားပြီးချက်ချင်းတငယ်ချင်းတွေကိုတွားခေါ်ပြီးတော့ကျွန်တော်တို့တငယ်ချင်းတွေအတူတူကဲဖို့အတွက်သူ့မွေးနေမှာပေါ့နော်အဲ့ဒါ sound class ဆိုတဲ့နေရာကိုရောက်ခဲ့ပြီလေ Oh my god view လာလိုက်တာဗျာခုမှအဲ့ရနိုးလာခန်းကြောင်မြဲရသေးတယ်ကျွန်တော်တို့တော်တော်နောက်ကျမှနိုးလာတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဗီဒီယိုလည်းအခန်းနေလည်းတိတ်မြိုက်ရသေးပြီမဲ့ကျွန်တော်တို့ဗီဒီယိုပတ်လည်းရှောက်ရိုက်သေးရောနော်ရှောက်ရိုက်တယ်တတိချာချာတော့မရိုက်ခဲ့ဘူးကျွန်တော်အခန်းထဲကိုပဲဖြစ်တယ်လို့ဒီလိုလေးပဲရိုက်ခဲ့တယ်ပြီးတော့ကျွန်တော်တို့ drone တွေနဲ့ရိုက်တာပေါ့နော်ဒါပေမဲ့ drone ကတော့ခွင့်မပြုဘူးကျွန်တော်ရအောင်ခွင့်ပြုချက်တောင်းပြီးတော့ drone shot လေးလှလှပပ It's the one and only Tico Double G
It's the one and only Eagle Double G. Mechanic so. Hi. ဒီညညတော့တေးစီနေကင်းဆိုတရက်6မှကြည့်ရအောင် chasing ဘယ်လိုပဲကြည့်ပဲဒီမှာတူကြည့်ကျွန်းအထားဟုတ် coconut trees. Getting breeze. You were the sun, I was the sea. Fishing boats and firefly nights, telling stories back ဒါဗနေရမြောက်နေလေ3ရက်မြောက်နေ4ရက်မြောက်နေ games. မင်းမြောက်ပြောသွားတယ်ဒီနေ့ကတော့ Cosmo ရနေခေါ်သွားမှာ We take ကော those င်းပါပါပါ chances. တော့ဆိုတော့လက်ဆာဒီချက်ကောက်ထွက်နေဒီစိတ်သွားဒီပုံမှန်တော့ ဒီကေရန်ကုန်မဟုတ်ပါဘူးရန်ကုန်မဟုတ်ပါဘူးအဲ့လိုမျိုးရန်ကုန်အထားအဖိတ်ဆိုင်ရောက်နေပါတယ်ကော့စမွေမှာပါ Like the tides that Finally. shaped our destiny. အော်ဘယ်လိုလဲလဲ အာ Diving, hearts in blue. အောက်က From Myanmar shores to Thai perfume. Now we watch the sunset and ဒီလမ်းကဘယ်လောက်ဆောက်လဲဆိုကျွန်တော်ကူကားလို့ကျန်တဲ့ကဆင်းလို့ အောက်ကိုဆင်းရလမ်းကိုပြမယ်ဒီလဲကိုဆင်းရမှာ Hello ခုဆိုလို့ရှိရင်တော့ဒီဗီလာတော့ရှုခင်းကတော့တော်တော်မိုက်တယ်ကျွန်တော်ပြတဲ့အတိုင်းပဲဒါပေမဲ့သွားရလာတော်တော်ခက်ခဲတယ်ကားကြီးနဲ့ကားနဲ့လာလို့ရှိရင်တော့ 4v4v တို့မဟုတ်နည်းနည်း engine power မြင့်တဲ့ကားမှအဆင်ပြေမယ်ဒီကိုလာမယ်ဆိုလို့ရှိရင်တော့လမ်းမဆက်သွယ်ရေးတတိချာချာစုံစမ်းပြီးလာတင်တယ်ကိုကားမောင်းလာရင်ကောင်းကြိုက်ပါလိမ့်မယ်လုံးဝတောင်ချောက်ကြီးလမ်းနေမှာဗီလာဆိုတော့တည့်ရတိုင်းတောင်ဆောင်နေမှာရှိတဲ့အတွက်ကိုကျွန်တော်တို့ကိုစီစဉ်နေကိုလာဖြစ်တဲ့အတွက်လမ်းကိုအလောက်ထိချမ်းမယ်လို့မမျှော်လင့်ခဲ့ဘူးပြီးလို့ရှိရင်လည်းဒါပေမဲ့ပေးရတဲ့ပတ်စံနဲ့ကြည့်ရတဲ့ view နဲ့ taste ကတော့တန်တယ်ဒါပေမဲ့တခု aircon တိတ်မကောင်း review လေးတစ်ဖြတ်ပေါ့နော် honest view ကတော့ရှိရပဲပြီးလို့ရှိရင်အစားတောက်ကဒီမှာအရင်တော့မမိုင် private villa ဆိုတော့ကိုအချက်ငိုင်းလို့ရှိရင်တော့မာရီစားလာပိုကောင်းနေမယ်ကိုချက်စားဝေလာပြီးတော့အဲ့ဒါမိုက်တယ်ကြနေမှမိုက်မယ်ရက်တူဆိုလို့ရှိရင်တော့တိတ်မိုက်မှာမဟုတ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်ဒီရောက်ယူရလို့ရှိရင်တောင်းပြန်ထွက်ချင်တော့ဘူးအကြောင်းလို့ okay Now we watch the sunsets in Phuket skies, still holding hands like the very first time. From childhood laughs to grown-up dreams, you and me were everything in between. Maybe fate had drawn the line from your heart straight into mine. Through time and tide, through every change, our love remains. It's still